我要这个我ငါ要ယူမယ်这个ဒီဟာဒီတစ်ခု我要这个ဆိုရင်ငါဒါယူမယ်这个多少钱这个ဒီဟာဒီတစ်ခုပါပြီးသား多少ဘယ်လောက်လဲ多少ဘယ်လောက်လဲ钱ပတ်စံ多少钱ပတ်စံဘယ်လောက်လဲလို့မေးရတဲ့တူတူပဲပေါ့နော်အဲ့တော့这个多少钱ဒါဘယ်လောက်လဲနော်我要这个ငါဒါယူမယ်这个多少钱ဒါကဘယ်လောက်လဲနော်အဲ့တော့ဒီစာကြောင်းလေးတွေကဈေးဝယ်တဲ့ခါမှာသုံးလို့ရတယ်အော်ဒီလိုမျိုးတစ်ရက်မှာဒီလိုမျိုးတစ်ကြောင်းနှစ်ကြောင်းချင်းပေါ့နော်မှန်မှန်လေ့ကျင့်သွားမယ်ဆိုလို့ရှိရင်ရက်တွေကြာလာရင်အများကြီးရသွားမှာပေါ့နော်အဲ့တော့我要这个我要这个这个多少钱这个多少钱